ထားဘူးလို့ဆိုနိုင်တယ်ဒါကြောင့်ဒါကိုစိတ်ကူးရင်ဆန်ဆန်မကြည့်ပဲလက်တွေ့ကြကြချင်းချင်းဖို့လိုပါတယ်ဆိုလိုတာကတော့အခွင့်အလမ်းရှိသလိုကိုယ်နဲ့ကိုက်ညီမှုရှိမရှိတေချာစဉ်းစားဖို့လိုတယ်ပေါ့ဒီအပိုင်းမှာ independent publishing ကိုယ်တိုင်စာအုပ်ထုတ်ဝေခြင်းအကြောင်းလည်းပါသေးတယ် Brett Kelly ရဲ့ Evernote Essentials ebook ကနေ$3,200ကျော်ရတယ်ဆိုတာလည်းမနည်းဘူးနော်ဟုတ်တယ်အဓိကကတော့ digital ခေတ်မှာကိုယ့်ရဲ့ကျွမ်းကျင်မှုဗဟုသုတကိုဖြန့်ဝေပြီးဝင်ငွေရှာနိုင်တဲ့နည်းလမ်းတွေအများကြီးရှိလာတယ်ဆိုတာကိုပြတာပဲအတိုင်ပင်ခံလုံတာ online ကတင်နန်းပေးတာ ebook ရေးတာစသဖြင့်ပေါ့အရေးကြီးတာကကိုယ့်အချိန်ရဲ့ကျွမ်းကျင်မှုကိုတန်ဖိုးထားဖို့ဈေးခွက်နဲ့ချိတ်ဆက်နိုင်ဖို့ပေါ့အတိအကျပဲအတိုင်ပင်ခံလုံမယ်ဆိုရင်တော့တိကျတဲ့ niche တစ်ခုကိုရွေးဖို့ကိုယ့်ချင်းကိုတန်ဖိုးထားဖို့ဥမာတနာလီ$100လောက်ကစစင်စားဖို့အကြံပေးထားတယ်ကောင်းပြီအခု idea လည်းရှိပြီ customer လည်းတည်ပြီကိုလိုချင်တဲ့လုပ်ငန်းပုံစံလည်းစဉ်းစားပြီးဆိုရင်လက်တွေ့အကောင့်ထဲပေါ်ဖို့အပိုင်းကိုရောက်လာပြီအခန်း6-8ပေါ့ဒီမှာ action bias လက်တွေ့လှုပ်ဆောင်မှုကိုဦးစားပေးခြင်းဆိုတာကိုအများလေးပေးထားတယ်အဲ့ဒါဒီစာအုပ်ရဲ့အဓိက message တွေထဲကတစ်ခုပဲစီမံကိန်းအသေးစိတ်တွေ plan တွေအများကြီးရေးဆွဲနေတာထက်လက်တွေ့စလုပ်လိုက်ဖို့ကပိုအရေးကြီးတယ်Chin Adrian နဲ့ Omar Nuri တို့မြေပုံဒီဇိုင်းဆွဲရမ်းလိုက်ကဥပမာလိုပေါ့ဟုတ်တယ်သူတို့တုံးဖို့ရှာမတွေလို့ကိုယ်တိုင်လုပ်လိုက်တာနော်ဟုတ်တယ်သူတို့စောင့်မနေဘူးလှုပ်တဲ့နဲ့ထင်တာကိုလှုပ်လိုက်တာပဲဒါကြောင့်စာအုပ်က one page business plan လိုမျိုးရိုးရှင်းတဲ့ plan နဲ့စဖို့အကြံပေးတယ်ရှေ့ရှေ့ဝေးဝေးစဉ်းစားမနေပဲအဓိကအချက်တွေကိုခြိုက်ရေးပြီးရင်စလုပ်ဖို့ပဲ Peter Drucker ပြောတယ်လို့ပေါ့ plans are only good intentions unless they immediately degenerate into hard workဟုတ်ပြီစလုပ်ပြီဆိုရင်ကိုယ့် idea ဈေးကွက်မှာတကယ်အလုပ်ဖြစ်မဖြစ် instant market testing ချက်ချင်းစမ်းသပ်ဖို့နီလာနေပြောထားတယ်ပြီးတော့ an offer you can't refuse ညင်းဖို့ခက်တဲ့ကမ်းလှမ်းချက်ဖန်တီးဖို့ဆိုတာကလည်းစိတ်ဝင်စားစရာပဲဟုတ်တယ် customer ရှုထောင့်ကနေကြည့်လိုက်ရင်အရန်တန်တယ်မဝယ်ရင်မားသွားမယ်လို့ခံစားရစေတဲ့ကမ်းလှမ်းချက်မျိုးဖန်တီးဖို့ပါ Alaska က Tour Saver coupon စာအုပ်ဥပမာဆိုရင်ကူပွန်တစ်ခုတည်းသုံးတာနဲ့စောက်ဖို့ကျေးသွားစေတယ်။အော်ဒါမျိုးက customer ကိုဝယ်ဖို့ချက်ချင်းဆုံးဖြတ်စေနိုင်တာပေါ့။ဟုတ်တယ်။ကမ်းလှမ်းချက်မှာဘာရမလဲ။ဘယ်ဈေးလဲ။ဘာအကျိုးကျေးဇူးခံစားရမယ်ဆိုတာရှင်းရှင်းလင်းလင်းပါရမယ်။ပြီးတော့ဖြစ်နိုင်တဲ့ကန့်ကွက်မှုတွေကိုကြိုဖြေရှင်းထားတာ။အရေးသားကြီးဝယ်ခြင်းစိတ်ဖြစ်အောင်လုပ်တာ urgency တွေလည်းအရေးကြီးတယ်။ perceived value လို့ခေါ်တဲ့အမြင်အားဖြင့်တန်ဖိုးရှိတယ်လို့ထင်စေတာမျိုးပေါ့။ဝယ်ပြီးရင်တော့ခါကြတော့ရဲ့ fire sale ဥပမာကလည်းအချင်းအကန့်အတန်နဲ့တန်ဖိုးမြင့် package ကိုရောင်းပြီးအယောင်းမြင့်တင်တဲ့နီလန်ကောင်းတစ်ခုပဲဆိုတော့ season တွေအများကြီးဆွဲနေတာတဲ့စမ်းလို့ကြည့်လိုက်ဖို့ကအရေးကြီးဆုံးပေါ့အတိကြပဲပထမဆုံးအယောင် first sale ရဖို့ကငွေချေးရေးအရာအပြင်စိတ်သက်ရေးရအရာပါအရင်ရေးကြီးတယ်ကို idea အလုပ်ဖြစ်တယ်ဆိုရင်တက်တည်ပြချက်ပဲဒါကရှေ့ဆက်ဖို့အများကြီးအားဖြစ်စေတယ်လုပ်ငန်းစာတင်ဒီလက်ပတ်လာပြီဆိုရင်တော့ noticing ကတိုးတက်ရေးနဲ့ရေရှည်ရည်တည်ရပဲဒါကအခန်း9ကနေ14အထိအပိုင်းပေါ့ဒီမှာ hustling ဆိုတဲ့ကိုယ်တိုင်ကြိုးပမ်းမှုနဲ့မိတ်ဆက်ခြင်းအကြောင်းပြောထားတယ်ကြောင်ရရက်ကငွေတုံးလာတဲ့စစ်မှန်တဲ့ကိုယ်တိုင်ကြိုးပမ်းမှုကပိုထီအောင်နိုင်တဲ့ဆိုတာကို Anais နဲ့စကားနဲ့ထောက်ခံထားတယ် Good things happen to those who hustled it ဟုတ်ပါတယ် Elizabeth McCrellish ရဲ့ Skoma Workshops ဥပမာကဒါကိုကောင်းကောင်းတည်ပြတယ်သူကလူမှုတိုင်းဝိုင်းတည်ဆောက်မှုတဆင့်စကားပြောဆိုမှုတွေနဲ့ပဲအောင်မြင်မောင်လုပ်ခဲ့တာဒီလို hustle လုပ်တဲ့အခါမှာ customer တွေကိုဆွဲဆောင်မှုတန်ဖိုးရှိတဲ့အရာကိုအရင်ပေးကမ်းတာ strategic giving စစ်မှန်တဲ့ဆက်ဆံရေးတည်ဆောက်တာတွေကရေရှည်တဲ့အရန်ရုပ်ရှိတယ်ဒါပေမဲ့ hustling ဆိုတာကြားလို့ကောင်းပေမဲ့တချို့လူတွေတော့အချိန်ရမ်းပြပြီးဘာနောက်ဖြစ်သွားနိုင်တယ်လေအဲ့ဒီ balance ကိုစောက်ကဘယ်လိုပြောထားလဲကိုယ်တိုင်စူးစမ်းတာတစ်ခုတည်းနဲ့လုံလောက်လို့လားစူးစမ်းအားထုတ်မှုဖန်တီးနိုင်စွမ်းဆက်ဆံရေးတည်ဆောက်နိုင်စွမ်းတွေနဲ့လုပ်ငန်းကိုလူသိအောင်တိုးတက်အောင်လုပ်ဖို့နီးလန်းရှာဖွေတာကိုဆိုလိုတာပါအခန်း10မှာပြောထားတယ်လို့ပဲအထူးရည်မှန်းချက်ကအမြတ်အစုံထစ်တဲ့လူကြိုက်များဖို့တတ်မဟုတ်ဘူးဟုတ်တယ် Naomi Danforth ရဲ့ Edibis ဥပမာလည်းပါတယ်အခက်ခဲဒီကြာကအောင်မြင်လာတာဟုတ်တယ်ဒါကြောင့်ကိုယ့်ရဲ့ကြိုးပမ်းမှုကအမြတ်အစုံရရှိရေးကိုဥတည်နေဖို့လိုတယ်ငွေကြေးစီမံခန့်ခွဲမှုကောင်းဖို့အမြတ်ကိုဦးစားပေးဖို့မလိုအပ်ပဲအတုံးမများဖို့ဟာဒါ a lot အတွေ့အကြုံလို့ပေါ့အရေးကြီးလေcrowdfunding တို့ကိုပိုင်စုငွေတို့ကားလုံးလို့ဖန်တီးမှုရှိတဲ့ချင်းငွေနီးလန်းတွေလည်းစဉ်းစားလို့ရတယ်လို့ဆိုတယ်အညအဆုံးကို
ဦးစားပေးဖို့ငွေချေးစီမံခန့်ခွဲမှုကောင်းဖို့အရေးကြီးတယ်ဆိုတာကိုလည်းအလေးပေးထားတယ်ပြီးတော့ဝင်ငွေတိုးစီနိုင်မဲ့နီလန်းတွေဈေးနှုန်းကိုအကျိုးကျေးဇူးပေါ်မူတည်ထပ်မှတ်တာဈေးနှုန်းအမျိုးအစားအနည်းငယ် price tiers ထားတာ subscription model လိုမျိုးတစ်ချိန်ထပ်ပို့ပြီးငွေရအောင်စီစဉ်တာတွေကိုလည်းအကြံပြုထားတယ် နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အချက်က tricking ပဲလုံလိုက်မှာအကြီးကြီးပြောင်းလဲမှုတွေလို့မှတိုးတက်တာမဟုတ်ပဲတဲတဲမမပစ်ဖြင်ပြောင်းလဲမှုလေးတွေကနေလဲဝင်ငွေတိတိတတ်တက်လာနိုင်တယ်ဆိုတာပဲ Nev Leopard snowboard တင်တန်းဝင်ငွေ